ကိုမကြီးထကျမရှိမေးစရာရှိတယ် ဟောကြည့်လေကောင်းကောင်းမကြည့်ရဘူးနော်အေးစစ်စစ်လေးမနာရဘူးလို့နဲ့ ကစားမယ်လေ ရွှေဟိုပါချင်းကစားပါကစားဟုတ် ဟာလေရှိကိုကျမညင်ရင်စစ်ချင်းညင်ရင်ဘယ်လောက်ထိရှိလဲဆိုတာသိချင်မစမလား ဟုတ်လေညင်ရင်စစ်မဆိုတာမှန်တယ်ညင်ရင်စစ်ဆိုတော့နည်းနည်းပါပြောပြလေဘာညင်ရင်စစ်မပြော ဥမာပါတော့ရှင်အခုမျက်လုံးမမြင်အောင်မစ်စစ်ကွယ်သွားတယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးနေထိုင်ပြီးတော့စားတောက်မလို့ဆိုတာအဲ့လိုမျိုးရှင်ကိုမေးမလို့ တို့ဒါခလေးနောက်လောက်တက်တယ် ပြီးတာပဲ မတခုမေး challenge ခေါ်တာဆိုရင်ဒါထားတော့ challenge ခေါ်ပြီးဆိုရင်ဘာရမလား အဲ့နောက်ပြီးပြောမယ်အရင်တော့ နောက်ပြီးပြောငါပဲခံနေရမလားဆိုလော တကယ်လို့ရှိရင်အဲ့လိုမျက်လုံးမမြင်တော့ဘူးဆိုထမင်းစားဆိုဘယ်လိုပြောမလဲ မင်းစားလို့ပြောနေ မမအဲ့လိုပြောမှာ အဲ့လိုပြောမယ် ပြီးတော့ရေတောက်ကြည့်နေဆိုရင် ဟောဒါလည်းလွယ်တယ်လေလောလောက်မှာ ပြီးအိမ်နာတက်ကြည့်နေဆိုရင်နော် အဲ့ဒါလည်းမြန်ပါပဲတခြားပြောင်းမွေးလိုက်မြန် လွယ်လေးကို အဲ့ဒါတော့ကျင်တယ် အဲ့ဒါဆိုဘိုင်းအောက်လို့ဘာလို့ဖြစ်နေတာပေါ့ရှင်းရလား အဲ့ဒါဆိုဒီလိုလောက် အဲ့လိုလောက်ပေါ့ မှန်တယ်ပေါ့ရှင်းပြေတာ အဲ့လိုလောက်မှာဟိုမှာလက်ကူညီပြီးလို့ရမှာလေ ရှင်းကိုကျွန်မပြောတာမျက်စိမမြင်ဘူးလည်းပြောရတယ်မျက်စိမမြင်ဘူးလို့ပဲပြောတာလေဘယ်လိုဖြစ်လို့ရှင်းပါဇက်ကပြောလို့မရတော့ အေးဟုတ်မြစ်စမြင်တယ်လို့ပါဇက်ပြောစကားပြောလို့ရတယ်နော်ပြောလို့မရဘူးလေနားလည်းမကြတော့မြစ်စလည်းမော်နေမျိုးဆို ဆိုအနာမကြဖြစ်သွားတာပေါ့ရှင်းကိုကျွန်မပြောတာမျက်လုံးမမြင်ဘူးဆိုရင်လည်းပြောတာနော်သွားဒီညအပြင်မှာသွားအဲ့ကျွန်မနမအဲ့နဲ့ကျွန်မတယောက်လည်းအဲ့ ဟာဒီခေါ်တဲ့ challenge ကမမဝင်ခေါ်တဲ့ challenge ဒါဖြစ်သွားတယ်ပေါ့ ဟုတ်တယ်လေသွားချက်ကိုအပြင်သွား တညက်လည်းမပါရတဲ့ပြန်ပေါ့ ဘာနဲ့ဘာမှမပါလေဘူးကောင်းလေပြောကိုသွားဒီမှာသွား ဗလာကြီးကွာခံလိုက်ရတယ် ရှင်းကိုနိုင်ဘူးဒီအကွက်လိုပဲတောင်းရတာပေါ့ Come on, Gina, my mommy, yeah. I just love